မင်္ဂလာပါယူသက်ပါရှင်ကျမက Traders Day အတွက်အကြံဉာဏ်ပေးတဲ့ဝန်ဆောင်မှုတွေနဲ့သင်တန်းတွေကိုသင်ကြားပို့ချပေးလျက်ရှိပါတယ်ဒီနေ့ March လ18ရက်နေ့အတွက်ကမ္ဘာရွှေဈေးကွက်ကိုနည်းပညာပိုင်းသုံးသပ်ပေးသွားမှာဖြစ်လို့ Traders တွေကြီးမင်းတို့ကကျမနဲ့အတူ analysis လုပ်ကြည့်လို့ရပါတယ်ရှင်အခုကတော့မြန်မာအချိန်မနက်၈နာရီနဲ့မိနစ်50ရှိသွားပါပြီဈေးကတော့9020ဝန်းကျင်မှာရှိနေပါတယ်ဒီနေ့ March လ18ရက်နေ့မှာတော့ကျမတို့ဈေးက9000ဝန်းကျင်ကနေပြီးတော့9030ဝန်းကျင်အထိဈေးအတက်ရှိထားတာကိုတွေ့ရတယ်။ Run hour ကန်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဈေးအတက်လေးဝယ်လိုအားလေးတစ်ခုပါလာတာကိုတွေ့နိုင်ပါတယ်။ဆိုတော့ဒီဈေးလောက်ခတ်ဒေါ်လာ30ဒီကျမတို့လက်ရှိဖြစ်နေတဲ့ market ရဲ့အခြေအနေအရဆိုရင်ဈေးလောက်ခတ်မှုနည်းတဲ့ထင်မှာတော့ပါတယ်ပေါ့နော်။အဲ့တော့ကျမတို့ဒီ match လမနေ့တုန်းက16ရက်နေ့နဲ့ဒီနေ့18ရက်နေ့ဝန်းကျင်မှာ market ဒီဈေးငြိမ်ပြီးတော့ပေါ့နော် sideway လေးတစ်ခု consolidation လေးတစ်ခုဖြစ်နေအောင်တော့တွေ့ရတယ်။အဲ့တော့ဘယ်နဲ့ပဲကြားလဲပေါ့နော်ဘယ်နဲ့ပဲကြားလဲဆိုတော့ကျမတို့ဒီမှာအောက်မှာရှိတယ်4980 60ဝန်းကျင်ပေါ့အဲ့တော့85 65ပေါ့အဲ့ဒီနားနဲ့ဒီအပေါ်မှာရှိတဲ့9000နဲ့35ကနေစရှိပြီးတော့ကျမတို့ဒီနားလေးထိပေါ့ဒီရှိမှာသူကဒါ support အနေနဲ့ရှိခဲ့တာဟုတ်နော်အဲ့တော့ resistance အနေနဲ့ပြန်ရှိမယ်ပြီးရင်ဒီ candlestick လေးရဲ့ spike လေးပေါ့9060ဝန်းကျင်အထိပေါ့အဲ့တော့35 60အထိစုံလေးရှိတယ်ပေါ့နော်အဲ့တော့ဒီဟာလေးရဲ့ဒီအောက်မှာရှိတဲ့4985နဲ့65ဝန်းကျင်ပေါ့အဲ့တော့ဒီနှစ်ခုလေးကြာမှာကျမတို့ရဲ့ market က ranging ရှိနေတာဒါကြောင့်မို့ဒီ range တွေကနေကောင်းကောင်း break out မဖြစ်နိုင်သေးဘူးဆိုကျမတို့ထွက်ရမယ့်ပုံစံဒီ60နဲ့85တဝက်ရောက်လာရင်အဝယ်စဉ်းစားလိုက်35နဲ့60တဝက်ရောက်လာရင်အယောင်စဉ်းစားလိုက်ကျမတို့ဒီလိုထွက်ရမှာပေါ့နော်အဲ့တော့ဒီအောက်မှာဆိုလို့ရှိရင်လည်းကျမတို့ထိချက်ဒီ first second third 3ချိန်ရှိပြီးသွားပြီဒီအပေါ်မှာဆိုလို့ရှိရင်လည်း first second third 3ချိန်ရှိပြီးသွားပြီပေါ့နော်ဒီ third ကတော့လက်ရှိရောက်နေတဲ့နေရာလေးပေါ့အဲ့တော့ဒါကြောင့်မို့တစ်ဖက်ဘက်ကိုအကယ်၍များ break out ဖြစ်သွားခဲ့မှာကိုလေသတိပြုတဲ့အနေနဲ့ကျမတို့ကဟိုဒီအောက်မှာရောင်းလိုက်အပေါ်မှာဝယ်လိုက် trade လို့ရတာတော့မှန်နေပြီမဲ့လေတဲ့ဒါကြီးမဖြစ်မနေ sideways ပြေးမယ်ဆိုရဲဒီ over trading တွေတော့မလုပ်နဲ့ပေါ့နော်ယုံကြည်မှုတွေများသွားပြီးတော့ loss side တွေအများကြီးနဲ့ဝင်တာဒလဇက်ရောင်းလိုက်ဝယ်လိုက်ဒီလောက်တာမျိုးတွေတော့မလုပ်နဲ့တကြောင်ကောင်းကိုတတိချာချာလေးစဉ်းစားပြီးတော့ TPS ကိုတိချာတွက်ချက်ပြီးယူပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီတောက်လျှောက်ဈေးတွေတက်တယ်ဈေးတွေကျတယ်ဆိုတဲ့အခြေအနေ break down ဖြစ်နေတဲ့ market ဒီမှာပဲ trade ခဲ့တာအချိန်တစ်ခုကြာလာတဲ့အခါမှာခုလို sideways လေးတွေပြန်ပြေးလို့ရှိရင်ကျမတို့ traders တွေကနည်းနည်းတွေးဟဖြစ်ပြီးတော့ဆုံးရှုံးတတ်တယ်။ဘာကြောင့်လဲဆိုတော့ break out မှာ trade တဲ့အရှင်ရပါလာတဲ့အခါမှာအမြင့်ဆုံးနေရာမှာရောင်းရမယ်အနိမ့်ဆုံးနေရာမှာဝယ်ရမယ်ဆိုရင် flow ကိုမမိတော့ပဲလေဒီအလဲအလက်တွေမှာရောင်းဝယ်တွေလုပ်ပြီးတတ်တယ်ပေါ့နော်။ဒါလေးတော့သတိထားရမယ်။အဲ့ဒီ range လေးမှာကျမတို့ trade ပြီဆိုရင်နောက်ထပ်ပါပြီးတော့ဆက်ပြီးတော့ရှိနိုင်သေးလေဆိုတော့အခုဒီမှာတယောက်ကတက်လာခဲ့တဲ့ဒီဝယ်လွားလေးပေါ့နော်အဲ့တော့ဒါလေးကိုကြိုက်လို့ဝယ်ချင်တယ်ဆိုလို့ရှိရင်ဒီစုံလေးတော့စဉ်းစားလို့ရတယ်9010ကနေစရှိတယ်ကျမတို့9000ဝန်းကျင်ပေါ့အဲ့တော့ဒီစုံလေးကိုတော့အကယ်၍များကိုဒီအဝယ်ဘက်မှာပဲမဖြစ်မနေကြိုက်တယ်ဆိုရင်တော့ဒီစုံလေးကိုကြည့်လို့ရမယ် sideway ကိုပဲ market ကဒီ sideway ရဲ့ market direction ကိုပဲ respect ပေးသွားမယ်ဆိုလို့ရှိရင်တော့ဒီအပေါ်ကပြန်ဆင်းရင်တော့ကျမတို့အခုပြောထားတဲ့အောက်က4960တွေထိပြန်မြင်ရနိုင်နေပေါ့နော်အဲ့တော့ sideway ကို respect မပေးတော့ဘဲနဲ့အခုဒီအပေါ်ကို break out ကောင်းကောင်းဖြစ်နိုင်တဲ့အချိန်တစ်ခုနဲ့တက်ဖို့ဟန်ပြနေတယ်ဆိုလို့ရှိရင်တော့ဒီ9000နဲ့9010ဝန်းကျင်တာကိုပြန်လာတဲ့အခါမှာအဝယ်လေးကပြန်စဉ်းစားလို့ရရဲ့ပေါ့အဲ့တော့အခုလောလောဆယ် site ဝေးနေရသွားကြည့်မယ်ဆိုဒါကြီးကတော့အလယ်လက်ဈေးကြီးဖြစ်နေမှာပေါ့နော်ဒါကြောင့်မို့ short term ပဲစဉ်းစားပေါ့အဲ့ဒီနားကနေ short term ဝယ်မိရင်တော့မှပဲ9000နဲ့35တို့ဒီမှာ9045ဒီပေါ်မှာရှိတဲ့9060တို့ဒီဈေးတန်းဝန်းကျင်လေးတွေမှာအမျက်သိမ်းတာမျိုးလုပ်ပေါ့နော်အဲ့ဒါ break out ဖြစ်သွားရင်ဘယ်ထိရောက်မလဲပေါ့9060ကို break out ဖြစ်သွားလို့ရှိရင်တော့ကျမတို့ဒီအပေါ်မှာရှိနေတဲ့ဒီဇုံလေးပေါ့9120ကနေပြီးတော့9100ဝန်းကျင်ပေါ့
အဈေးတဲ့နေ့ထိရောက်သွားနိုင်ခြေရှိပါတယ်သူဒီမှာ straight high လည်းဖြစ်ခဲ့ဘူးတယ်နောက်တစ်ခုကဒီနားမှာကြာထားတဲ့ဒီအကြပေါ့နော်ဒီ bearish momentum တစ်ခုကနေပြီးတော့ခြံခဲ့တဲ့ supply zone လေးလည်းဖြစ်တဲ့အတွက်ဒီညအထိပြန်ရောက်ပြီးတော့မှပြန်ကျမလားပေါ့ဒါလေးစောင့်ကြည့်ရမယ်ဒါကြောင့်မို့9060ကိုကောင်းကောင်းဖောက်တက်သွားရင်နော်ကျမကတော့9120 ဝန်းကျင်လောက်ရောက်မှသာအယောင်းကိုတိတိကျကျပြန်စောင့်ကြည့်ဖို့အကြံပြုချင်တယ်ဆိုတော့ဒါကိုဖောက်တက်သွားရင်ဘယ်ရောက်မလဲဆိုတော့ဒီအပေါ်မှာရှိတဲ့ဈေးတန်း range တွေဖြစ်တဲ့ဒီမှာ9188ဝန်းကျင်9190ဝန်းကျင်ရှိမယ်သူ့အပေါ်မှာတော့ဒီနားက9220ကနေပြီးတော့9240ဝန်းကျင်ဒါတွေပြန်မြင်ရမယ်ပေါ့နော်အဲ့လက်ရှိတော့ဒီလောက် range တွေထိရောက်ဖို့ကတော့ရာခိုင်နှုန်းနည်းနေသေးတယ်မနေ့ပြန်မှာကျမတို့ interest rate ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှာဈေးငြိမ်ကောင်းငြိမ်နေနိုင်သေးတယ်ပေါ့နော်အဲ့ဒီ range တွေကိုသိသွားပြီဆိုရင်အောက်ဘက်က range လေးကိုကြည့်ကြည့်ရအောင်4960အောက်ကိုဖောက်စင်ဘာတွေဖြစ်မလဲပေါ့ဒါကတော့ကျမက1 hour မှာမဟုတ်ဘဲနဲ့4 hour မှာသွားရှာပြပေးမယ်ပေါ့နော် market ကဒီအောက်က range လေးကိုကြည့်ဖို့နိအဲ့တော့ဒီဘက်လေးနည်းနည်းသွားကြည့်ပေးမယ်အဲ့တော့ကျမတို့ဒီမှာ4960အောက်ကိုဖောက်စင်ဘာတွေဆက်ဖြစ်နိုင်လဲနော်ဒီဈေးတန်းလေးပေါ့အဲ့တော့လက်ရှိဖြစ်နေတဲ့4960ဒီရှိမှရှိခဲ့တဲ့ဒီနားလေးကနေပြီးတော့ဒါမဖောက်နိုင်မဲနဲ့အပေါ်ကိုနည်းနည်းလေးပြန်တက်ပြီး consolidation ဖြစ်နေတာပေါ့အဲ့တော့ဒီအောက်ကိုနည်းနည်းဖောက်ဆင်သွားရင်ကျမတို့နောက်ထပ်ရောက်နိုင်ကြီးရှိတာဒီ4930 4910ဝန်းကျင်ကိုရောက်လာနိုင်ကြီးရှိတယ်အဲ့အနားလေးရောက်ရင်လည်းအဝယ်ဘက်မှာပြန်စဉ်းစားလို့ရပါတယ်သူ့အောက်မှာတော့ကျမတို့ဒီမှာ4800နဲ့60ဝန်းကျင်ရှိနေပေါ့ဒါကတော့4960အောက်ကိုရောက်သွားရင်ဖြစ်လာနိုင်ကြီးရှိတဲ့ market ရဲ့ range လေးတွေပေါ့နော်အဲ့တော့ဒီဈေးကွက်သုံးသက်ချက်လေးကိုကိုးကားပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင် trading skills တွေပြန်ပေါင်းထည့်ပြီးတော့ trade ဖို့တော့လိုအပ်တယ် management တွေလည်းမဖြစ်မနေထည့်ဖို့လိုအပ်ပါတယ်ရှင်ဆိုတော့ကျမတို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ trader space တွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာရောင်းမဝယ်မတွေကင်းရှင်းပြီးတော့ profit တွေများစွာရရှိပိုင်ဆိုင်နိုင်ပါစေလူချင်းမတို့ market ထဲမှာ trade ရတဲ့အခါမှာလမ်းပြောင်းမနေစေဖို့အတွက်ကျမတို့ trading mat ကရှိနေပါတယ်ဒါကြောင့်မို့ The Trading Mat Channel ရဲ့ Telegram TikTok YouTube Channel တွေကိုချိတ်ဆက်ထားပြီးတော့ပေါ့နော်အခမဲ့ဝင်ရောက်လေ့လာလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်